ဖူဟန်နဲ့ပရီးမီးယားလိအဖွင့်ပွဲအတွက်အလွန်ဆိုဘာတွေပြင်ဆင်ထားလဲဆိုတာကိုဒီဗီဒီယိုလေးမှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ညီကိုတို့အားလုံးပဲမင်္ဂလာပါဒီတစ်ပတ်မှာဆိုလို့ရှိရင်ကျွန်တော်တို့အရန်ကြည့်ရှင်တဲ့ချက်စီအသင်းရဲ့ပရီးမီးယားလိအဖွင့်ပွဲကစတင်ပြီဒါကစိတ်လှုပ်ရှားစရာကောင်းပါတယ်ချက်စီပရိသတ်တွေအတွက်ပရီးမီးယားလိရာသီတရက်ပထမဆုံးပွဲကရိုးရိုးအဖွင့်ပွဲတစ်ပွဲတော့မဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့ချက်စီဘက်မှာအလွန်ဆိုကနီးပြအဖြစ်ဗျာဒီပထမဆုံးပရီးမီးယားလိပွဲကိုစတင်မှာဖြစ်တယ်လို့တစ်ဖက်ဖူဟန်မှာလည်းမာကိုဆေးဘာနေရာကိုအာဗရိုအာကစက်ခံထားတာကြောင့်ဗျာနီးပြအသစ်နှစ်ယောက်ရဲ့ပထမဆုံးပရီးမီးယားလိအဖွင့်ပွဲအဖြစ်ရင်ဆိုင်ကြမှာဖြစ်ပါတယ်ဒီထက်ပိုပြီးတော့စိတ်ဝင်စားစရာကောင်းတာကအလွန်ဆိုနဲ့ဖူဟန်နီးပြအသစ်တို့ကရီယယ်မက်ဒရစ်နဲ့ဗျာဆက်နွယ်မှုရှိခဲ့ကြတဲ့သူတွေလည်းဖြစ်ပါတယ်ဒါကြောင့်ဒီပွဲမှာဗျာသူတို့နှစ်ဦးရဲ့နောက်ခံသမိုင်းကြောင်းနဲ့နီးပြအချင်းချင်းနားလည်မှုတွေကပါဘယ်လောက်ထိတက်ရောက်မှုရှိမလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်အခုဗျာဒီပထမဆုံးကြည့်ရမှာကအလွန်ဆိုရဲ့ကစားကွက်ပါရာသီကြိုပွဲတွေကိုကြည့်မယ်ဆိုလို့ရှိရင်အလွန်ဆိုက3-4-3ကိုဗျာအတော်လေးသဘောကျနေပြီလို့ပြောလို့ရတယ်အထူးသဖြင့်ရီယယ်ဆိုစီတဲ့နဲ့နောက်ဆုံးရာသီကြိုပွဲမှာတော့3-4-3နဲ့ပဲစတင်ခဲ့တာကြောင့်ဒီဖူဟန်နဲ့အဖွင့်ပွဲမှာလည်းဒီစနစ်ကိုဗျာဆက်ပြီးတော့သုံးလာနိုင်ချေရှိပါတယ်ဒါပေမဲ့အလွန်ဆိုရဲ့ဗျာ3-4-3ကရိုးရိုးဗျာဒီ3နောက်4အလဲ3ရှေ့ဆိုတဲ့ကစားကွက်မျိုးမဟုတ်ပါဘူးဘောလုံးရှိတဲ့အချိန်မှာတစ်ဖက်ချမ်းကဝင်းဘက်တယောက်ကဗျာအမြင့်ကိုတက်သွားပြီးတော့နောက်တစ်ဖက်ကအတွင်းပိုင်းကိုဝင်လာတာမျိုးတွေမြင်ရနိုင်ပါတယ်ရီဂျိန်နဲ့ပါလက်စထရာရဲ့အခန်းကဏ္ဍကလည်းဒီနေရာမှာအရန်အရေးကြီးတာပါလိမ့်မယ်အထူးသဖြင့်ရီဂျိန်ကဗျာအလွန်ဆိုရဲ့ဘေးအပ်မှာအရေးပါလဲကစားသမားတစ်ယောက်ဖြစ်လာနိုင်ပါတယ်ဘောလုံးကိုနောက်တန်းကလည်းတိဆောက်တဲ့အချိန်မှာရီဂျင်ကဗျာအတွင်းပိုင်းကိုချိတ်ဆက်ပေးနေတယ်လို့တိုက်စစ်ပိုင်းမှာလည်းဘေးကနေအခွင့်အရေးဖန်တီးပေးနေပါတယ်ရာသီကြိုနောက်ဆုံးပွဲမှာဂျာအိုပထိုရဲ့ဂိုးတစ်ခုကရီဂျင်ရဲ့ဖြတ်တင်ဘောကနေရလာခဲ့တာကိုလည်းမမေ့သင့်ပါဘူးနောက်တစ်ခုကချက်စီရဲ့ present မှာအလွန်ဆိုကပြိုင်ဘက်ကိုဗျာနေရာပေးပြီးတော့ထိုင်ဆောင်တဲ့နီးထက်ဘောလုံးဆုံးရှုံးသွားတာနဲ့ဗျာပြန်ဖိအားပေးပြီးတော့ဘောလုံးကိုမြန်မြန်ပြန်ယူချင်တဲ့နီးစနစ်ကိုပို့ပြီးတော့သဘောကျတဲ့နီးပြပါဒါကြောင့်ဖူဟန်လိုအင်ကွင်းမှာဗျာပရိသတ်အားကိုအသုံးချပြီးတော့ပွဲကိုစတင်ဖိအားပေးလာနိုင်တဲ့အသင်းနဲ့ရင်ဆိုင်ရတဲ့အခါမှာချက်စီရဲ့တံမြန်တိုက်စစ်နဲ့ဖိအားပေးမှုကအရေးကြီးတာပါလိမ့်မယ်အထူးသဖြင့်ဖူဟန်ကဗျာနီးပြတဲ့အာဗရိုအာရဲ့လက်ထက်မှာဘလို့ပုံစံနဲ့ကစားမလဲဆိုတာကမသေးချာသေးပါဘူးမာကိုဆေးဘာလက်ထက်ကဖူဟန်ရဲ့ပုံစံနဲ့တော့လုံးဝတူချင်မှလည်းတူလိမ့်မယ်ဖူဟန်နီးပြတဲ့ကဒီလူငယ်ကစားသမားတွေကိုပိုမိုအသုံးပြုဖို့ဗျာဥတီနေတဲ့ project အသစ်တစ်ခုနဲ့စတင်လာတာကြောင့်ဒီပွဲမှာဖူဟန်ဘက်ကလည်းမထင်မှတ်ထားတဲ့ပုံစံတစ်ခုထုတ်ပြလာနိုင်ပါတယ်ဒါဆိုချက်စီရဲ့ပွဲထွက်လူစင်းကိုခံမှန်းကြည့်အောင်ဂိုးသမားနေရာမှာဗျာစန့်ချက်နောက်တန်း3ယောက်ကဒီဖိုဖာနာကပြီးခဲ့တဲ့ရာသီကဗျာအနီကပြစ်ထန်ကြောင့်ပွဲပဲခံရမှာဖြစ်တဲ့အတွက်လက်ခွာကိုဝဲတို့နှစ်ဦးနဲ့ဘသူတွေကိုတွဲဖက်ပေးမလဲဆိုတာကစိတ်ဝင်စားစရာတော့ကောင်းပါတယ်ဝင်းဘက်နေရာမှာညာဘက်ကနတ်တိုဘယ်ဘက်မှာတော့ပါလက်စထရာအလဲမှာကိုင်စီတိုနဲ့ဗျာအခြားတနေရာအတွက်တော့အလွန်ဆိုအနေနဲ့ဘသူကိုရွေးမလဲဆိုတာစိတ်ဝင်စားစရာပါလာဗီယာလားဒါမှမဟုတ်အန်ဆိုလာဆိုတာကတော့စိတ်ဝင်စားဖို့တော့ကောင်းတယ်ရီဂျင်ကိုအသုံးပြုတာမျိုးတည်းမြင်ရနိုင်ပါတယ်တိုက်စစ်3ယောက်မှာတော့ကိုပါမာကတနေရာသေချာဖို့များပြီးတော့ဗျာရာသီကြိုမှာချက်စီအတွက်အထင်ကြီးစရာဖြစ်ခဲ့တဲ့ဂျာအိုပထိုနဲ့မော်ဂန်ရောဂျာတို့ကိုဆက်ပြီးတော့အခွင့်အရေးပေးလာနိုင်ပါတယ်ရီယယ်ဆိုစီတဲ့ပွဲမှာကျွန်တော်အခုပြောခဲ့တဲ့လူစင်းတိုင်းနဲ့ဗျာစတင်ခဲ့ပြီးတော့မော်ဂန်ရောဂျာကဒီချက်စီကစားသမားဘိုးကပထမဆုံးပွဲမှာပဲဂိုးသွင်းနိုင်ခဲ့တယ်လို့ဂျာအိုပထိုကလည်း2ဂိုးသွင်းခဲ့တာကြောင့်ဗျာဒီ3ယောက်ကိုဆက်ပြီးတော့ယုံကြည်ဖို့အကြောင်းပြချက်ကရှိနေတယ်ဒါပေမဲ့အရေးကြီးဆုံးစမ်းသပ်မှုကတိုက်စစ်မဟုတ်ပါဘူးအလွန်ဆိုရဲ့ခံစစ်ကိုဗျာဖူဟန်ကဘယ်လိုစမ်းသပ်မလဲဆိုတာပါချက်စီကလူများနဲ့ဗျာအပေါ်ကိုတက်ပြီးတော့ဖိအားပေးမယ်ဆိုရင်နောက်ွယ်မှာစပိတ်တွေဗျာပေါ်လာနိုင်ပါတယ်အဲ့ဒီနေရာကိုဖူဟန်ကမြန်အသုံးချနိုင်ခဲ့လို့ရှိရင်ချက်စီအတွက်တော့အန်ရရှိနိုင်တယ်ဒါကြောင့်အလွန်ဆိုအနေနဲ့ဗျာတပွဲလုံးကိုအရှိန်အပြည့်နဲ့ကစားမဲ့အစားပထမပိုင်းမှာပြိုင်ဘက်ရဲ့ပုံစံကိုဖတ်ပြီးတော့ဒုတိယပိုင်းမှာပိုမိုပြင်းထန်လာတဲ့ဂိမ်းပလန်မျိုးကိုအသုံးပြုလာနိုင်ပါတယ်ကျွန်တော်အမြင်အရပြောရမှာဆိုလို့ရှိရင်ဒီပွဲက
ချက်စီအတွက်ဗျာအလွယ်တကူနိုင်မဲ့ပွဲတော့မဟုတ်ပါဘူးအဖွင့်ပွဲလည်းဖြစ်တယ်လို့အဝေးကွင်းလည်းဖြစ်ပါတယ်နီးပြနှစ်ယောက်စလုံးကအသင်းသစ်တွေနဲ့ပထမဆုံးအဖွင့်ပွဲကိုစတင်ရမှာဖြစ်တာကြောင့်ဗျာပထမပိုင်းမှာနှစ်သင်းစလုံးအနှဲငယ်တတိထားကစားနိုင်ပါတယ်ဒါပေမဲ့ကစားသမားအင်အားအတွေ့အကြုံနဲ့တိုက်စစ်အရေးသွေးကိုကြည့်မယ်ဆိုလို့ရှိရင်ချက်စီဘက်ကအားသာချက်ရှိနေပါတယ်ကျွန်တော်ကတော့ဒီပွဲမှာချက်စီက2ဂိုးဖူဟန်က1ဂိုးနဲ့ကျွန်တော်ချက်စီအသင်းပြအနိုင်ရပြီးတော့အလွန်ဆိုရဲ့ပရီးမီးယားလိနီးပြဘဝကိုနိုင်ပွဲလဲစတင်နိုင်မယ်လို့ခံမှန်းချင်ပါတယ်ဒါပေမဲ့တကယ်စောင့်ကြည့်ရမယ့်အရာကရလဒ်တစ်ခုတည်းတော့မဟုတ်ပါဘူးအလွန်ဆိုရဲ့ဒီ3-4-3ကပရီးမီးယားလိမှာဘယ်လောက်ထိအလုပ်ဖြစ်မလဲရီဂျင်ကနောက်ခံလူဒါမှမဟုတ်ကွင်းလန်အနေနဲ့ဘယ်လောက်ထိတက်ရောက်မှုရှိမလဲမော်ဂန်ရောဂျာနဲ့ဒီဂျာအိုပထိုတို့ရဲ့တိုက်စစ်အတွက်ကဘယ်လောက်ထိအန်နရန်ရှိမလဲပြီးတော့ဗျာဖူဟန်နီးပြသက်ကသူ့တငယ်ချင်းအလွန်ဆိုရဲ့နီးပြူဟာကိုဘယ်လိုတုတ်ပြန်မလဲဒါကပဲပရိသတ်တွေကိုစိတ်လှရှာမှုအပြည့်ပေးစွမ်းအောင်မယ်ဆိုတာသိချပါတယ်အဆုံးထိကြည့်ရှုပေးကြတဲ့ချက်စီးဖန်မိတ်ဆွေများအားလုံးကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျနောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့တွေပြန်တွေ့ပါမယ်